င်္ဂလာပါဗျ The Analyst Perspective page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့100 days of learning sequence ရဲ့ day 51အတွက်ဒီကြားထဲက question 3ခုကိုတော့ကြော်ခဲ့ပါမယ်ဘာလို့လဲဆိုတော့ဒါက delete statement ဖြစ်တယ်ကျန်တာတွေကနည်းနည်းလေး advanced ဖြစ်တယ် easy လို့သာရေးထားပါမယ်ဒါကြောင့်ကျွန်တော်တို့ list the product ordered in a period ဆိုတဲ့ question လေးကိုတွက်ဖြေချပါမယ်ဒါလေးကတော့နည်းနည်းလွယ်တယ်ကျွန်တော်တို့စီမှာ product table ရှိမယ်ပြီးတော့အဲ့ဒီ product တွေကိုဘယ်နေ့မှာဘယ်နှခု order လုပ်သွားတယ်လဲဆိုတော့ order table ရှိမယ်လိုချင်တဲ့အဖြေကပါလဲဆိုတော့ဒီ product တွေကနေတဲ့ February 2020တုန်းကအဲ့ဒီလထဲမှာ unit 100နဲ့အထက်အနည်းဆုံး unit 100 order သွားတဲ့ product တွေရဲ့စာရင်းကိုသိချင်တယ်လို့ရမှာနှစ်ခုက product ရဲ့ order ရဲ့ကို join မယ် join ပြီးရင် order ထဲမှာ February 2020ကို filter လုပ်မယ် unit order တွေကိုပေါင်းမယ်ပေါင်းပြီးလို့မှရလာတဲ့ column ကို100ထက်များသလားစစ်မယ် okay အဲ့တော့ဒီအဆင့်လေးတွေကိုရေးကြည့်ကြပါမယ် select သူကနောက်ဆုံး output မှာဘယ်လိုလိုချင်တယ်လဲဆိုတော့ product name လိုချင်တယ်ပြီးတော့ t1.product name unit ကကြတော့ t2 ကလာမှာ t2.unit okay ဒါဒီတိုင်းပဲခဏထားလိုက်အောင် from ဘယ်ကနေလဲဆိုတော့ product table t1 ကနေ join ပေးမယ် order table t2 ကို join ပေးပါမယ် on t1.product id equals to t2.product id ဒီ join ကဘာဖြစ်ထုတ်ပေးမလဲဆိုရင် product id တွေကို order နဲ့ join မယ် unit တွေကိုတကြောင်ချင်းစီထုတ်ပေးမယ်နာမည်တွေရဲ့ unit တွေရဲ့ကိုတွဲလိုက်ပြီအဲ့ဒါမှနောက်ထပ် condition တစ်ခုဖြစ်တဲ့ February 2020 where t2.order date ပြီးတော့အဲ့ဒီ order date ကိုကျွန်တော်တို့ကခွဲပြီးယူမှရမယ် t2.order date equals to ဒီလိုမျိုး2020ထားပါတော့02လို့ယူပါလို့ယူလို့မရဘူးဘာလို့လဲဆိုတော့သူက date ကအပြန်လိုက်ကြီးဖြစ်နေလို့ဒါကြောင့်ကျွန်တော်တို့က order date ရဲ့ year က2020ဖြစ်ရမယ်ဆိုတဲ့ဟာတစ်ပိုင်း year t2.order date ဒီ2020ဖြစ်ရမယ်ဆိုတာကတစ်ပိုင်း and mat t2.order date က equals to 02ဖြစ်ရပါမယ်ဆိုတာတစ်ပိုင်းဒါဆိုရင်တော့ February 2020ဆိုတာပြီးသွားပြီ February 2020ထဲမှာ product ID တွေက1ဆိုရင်2ခါရှိတယ်2ဆိုရင်1ခါရှိတယ်3ဆိုရင်2ခါရှိတယ်ဒီလိုမျိုးတွေဖြစ်နေတော့အနောက်ကမှားသွားတဲ့ unit တွေကိုပေါင်းကြည့်မှရဒါကြောင့်မို့လို့ကျွန်တော်တို့ကအပေါ်ကခဏထားခဲ့တဲ့ t2.unit ဆိုတဲ့ column လေးကို sum function နဲ့ကိုထည့်မယ် sum t2.unit အဲ့ဒါကိုမှသူကဘာနာမည်နဲ့ထွက်ချင်လဲဆိုတော့ unit နာမည်နဲ့ပဲထွက်ချင်တယ်ဒီတော့ s unit လို့ပဲနာမည်ပြန်ထုတ်မယ်ကဲဒီအထိတော့ရပြီနောက်ဆုံး condition တစ်ခုကျန်တယ်အဲ့ဒါက at least 100 unit order ဆိုတော့ကျွန်တော်တို့ကဒီမှာ sum t2 unit လို့ပေါင်းပေးလိုက်ပြီးပြီအဲ့လိုအပေါင်းနှုတ်လုပ်ပြီးတော့မှရလာတဲ့ result တွေကနေ filter ပြန်ခံချင်တာဖြစ်တဲ့အတွက်ဝဲသုံးလို့မရတော့ဘဲနဲ့ having ကိုသုံးပေးရပါမယ် having မသုံးခင်မှာကျွန်တော်တို့ရဲ့ column တွေမှာ sum တွေ average တွေ aggregate တွေလောက်ထားပြီဆိုရင်သူနဲ့တွဲကြည့်ရမယ်အရှိက column ကို group by ရင်ထည့်ပေးရမယ်ဒီတော့ group by t1.product name ဖြစ်သွားမယ်ပြီးတော့မှ having ဒီဟာကိုပြန်ဆွဲလာမယ် sum t2.unit ဒီ greater than 100ဒါပေမဲ့ greater than နဲ့လည်းမရဘူးသူက at least ဆိုတော့ greater than or equals to 100ဖြစ်ရမယ် okay ဆိုတော့ဒါလေး sum run ကြည့်လိုက်ရအောင်ဆိုတော့ accepted ဖြစ်ပါတယ်ဒီဖြစ်မှန်ပါတယ်ဗျကျေးဇူးပါနောက် post မှာတွေ့တာပေါ့